အားလုံးပဲမင်္ဂလာပါဒါတော့ကျွန်တော်တို့တက်သွားတဲ့ဂျူဒူရဲ့လက်ရှိအခြေအနေပေါ့နော် When the suits are pressurized, it makes it more difficult to လက် move. ရှိကတော့ကျွန်တော်ကဘာပြင်ကိုရောက်နေပါနော်ကျွန်တော်တို့လူတိုင်းပေါ့နော်တွေးမိပါနော်ဘာဖြစ်လို့ဒီအခောက်တက်တဲ့ဂျူဒူကကျွန်တော်တို့လကဘာပေါ်မဆင်းလဲပေါ့နော် Using the လွန်ခဲ့တဲ့အနှစ်50ကျော်ရတော့မှကျွန်တော်လူသားတွေကဒီလကဘာပေါ်ဆင်းခဲ့သေးတယ်ပေါ့နော် what looks like a ဒါကတော့ကျွန်တော်တို့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း50အနေပြီးသူတို့တီထွင်ခဲ့တဲ့ဒီဂျူဒူကကျွန်တော်တို့မဆန်းတက်ရသေးဘူးပေါ့နော်အခုလွတ်တင်လိုက်ရင်အောင်မြင်လားမအောင်မြင်လားမသိသေးဘူးပေါ့နော်ဒါကြောင့်မို့သူကလကဘာပေါ်မဆင်းရဲသေးတာပေါ့နော်တကယ်လို့အပေါ်မှာတခုခုဖြစ်ခဲ့ရင်ဒီကျွန်တော်တို့တက်သွားတဲ့လူလေးဦးရဲ့အသက်ရှိသေးတယ်ပေါ့နော် This is one of the ပြီးတော့ကျွန်တော်ဒီတရုတ်ပေါ့နော်တရုတ်ကလည်းကျွန်တော်ဒီလကဘာပေါ်တက်ဖို့အစီအစဉ်ရှိတယ်ပေါ့နော်ဒီကအခုတည်ထွင်နေတယ်ပေါ့နော်အမေရိကန်ကနေပြီးတော့တရုတ်ထက်အရင်လက်ဦးအောင်ကျွန်တော်တို့ဒီဂျိုဒူကိုအမြန်တည်ဆောက်ပြီးတော့လွတ်တင်တာပေါ့နော် control system thrusters on the spacecraft. အဲတော့တနိုင်ငံနဲ့တနိုင်ငံရဲ့အာဏာတွေပေါ့နော် Burns are simply refinements of ကျွန်တော်အမေရိကန်ဆိုတာကျွန်တော်သိတဲ့အတိုင်းပဲ so the first two of Gaba. those, as we felt like they Gaba were ma not matan needed ho following the translunar ထွန်းကားတဲ့နိုင်ငံပေါ့နော် This will help us further refine our trajectory ahead of tomorrow's lunar ဥ flyby. ပမာပြောရရင်ဒီကားတစ်စီးကိုကျွန်တော်တောထဲမောင်းသွားတယ်လို့ပေါ့နော်စီဆိုင်မရှိဘာမရှိညာမရှိအဲ့လိုမျိုးကြရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းတွားရဲမှာမဟုတ်သေးဘူးပေါ့နော်ဒါလည်းခုလည်းအဲ့လိုပေါ့နော်သူတို့မစင်းရဲသေးဘူးနော်ဒီတစ်ခေါက်တက်သွားပြီးမှသူတို့လေ့လာပြီးတော့တက်မဲ့ဂျူတူကတော့အခုလုံနေတော့မှာပေါ့နော်အခုကျွန်တော်မြင်တွေ့နေတဲ့ဒီအာဂါသတွေဝတ်တဲ့အင်ဂျင်ကလည်းဒီလိုကျွန်တော်ရိုးတရန်အင်ဂျင်မဟုတ်ပါဘူးသူတို့အင်ဂျင်မှာကျွန်တော်တို့အပူပေးဆက်တွေရှိတယ်ပေါ့နော်ဘာဖြစ်လို့ကျွန်တော်နေဘက်မထိတဲ့ချမ်းဆိုရင်ကျွန်တော်အမတန်ကိုအေးတာပေါ့နော်နှုတ်ဒီဂရီထိတက်တယ်ပေါ့နော်အဲကြောင့်မို့သူတို့အင်ဂျင်ကိုကျွန်တော်တို့ဒီအပူပေးဆက်နဲ့သူတို့ကတည်ထွင်ထားတာပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့နှစ်50ကျော်ဆိုရင်ဒီအာဂါသအလုပ်ပေါ့နော်အသက်အာမခံကြီးတော့မှဘယ်ကုမ္ပဏီမှအသက်အာမခံကြီးမပေးဘူးပေါ့နော်ဘာဖြစ်လို့ဆိုမတေချာတဲ့အလုပ်ပေါ့နော်ဒီကဘာမြေကြီးမှာလုပ်တဲ့အလုပ်မဟုတ်တဲ့အတွက်သူတို့အာမခံမရှိဘူးပေါ့နော်ဒါဟိုတော့မှကျွန်တော်တက်သွားတဲ့လူရှိတယ်ပေါ့နော်အသက်ပေးပြီးတော့တက်ပြီးတော့လေးလာဒီကျွန်တော်တို့အခုလက်ရှိတွေ့နေရတဲ့အာဂါသအပြင်အပုံတွေပေါ့နော်ကြောက်ဒီအခုကျွန်တော်နေနေတဲ့ galaxy မှာဆိုရင်ကျွန်တော်ဒီနေဖွဲ့စည်းပုံရှိမယ်လားရှိမယ်ကျွန်တော်အင်္ဂါဂျိုရှိမယ်ဒါကျွန်တော်တို့မျက်စိတမြင်တော့မှတော်တော်လေးကြီးနေပေါ့နော်တကယ်အာဂါသအပြင်မှာဒီထက်မကကြီးတယ်ပေါ့နော် galaxy ပေါင်းများစွာရှိတယ်ပေါ့နော်ကျွန်တော်တို့စဉ်းစားလို့မရတော့ဒီစัจ java လာကျယ်ပြန့်တယ်ပေါ့နော်အာဂါသတွေကလူလေးဦးကဘလို့အိတ်လဲဆိုတော့ကျွန်တော်တို့လိုဒီလိုအိတ်ချတာမဟုတ်ဘူးသူတို့ခန္ဓာကအများတန်းခပန်းနဲ့ချုပ်ထားရတာပေါ့နော်အဲ့လိုမချုပ်ထားရင်သူကလိုက်ပြီးတော့လွင့်နေတာပေါ့နော်ကျွန်တော်တို့ဟိုဥစားမိုးပြန်ဘောလုံးလိုပေါ့နော်ပုံလုံးကလိုက်လွင့်နေတာပေါ့ဒါကြောင့်ကျွန်တော်ခပန်းနဲ့ခိုင်ချုပ်ခိုင်ပြီးတော့ကျွန်တော်တို့လောက်ရတာပေါ့နော်ဒီကျွန်တော်တို့အာဂါသအပြင်ကိုထွက်ပြီးတော့လေးလာရတဲ့အလုပ်ကအမတန်ကိုခက်ခဲတဲ့အလုပ်တစ်လုပ်လို့ကျွန်တော်ပြောလို့ရတာပေါ့နော်ကျွန်တော်ဒီအခုလက်ရှိဂျူတူကတကယ်လို့လာရဲ့အနောက်ဘက်ချမ်းရောက်သွားမယ်ဆိုရင်ဒီဂျိုတူနဲ့အောက်ကကျွန်တော်တို့ကဘာနဲ့အဆက်အသွယ်ပြတ်မှာပေါ့နိုင်ဝက်နီးပါပေါ့နော်အဆက်အသွယ်မရဘူးပေါ့နော်ဒါ